ခိုင်နိုစီမှာအမေးများဆုံးဖြစ်တဲ့ပိတ်သားကိုဘာပိတ်သားသုံးတာလဲဆိုတော့မိကွန်းလေးကိုဖြည့်ပေးမှာပဲဖြစ်ပါတယ်။ခိုင်နိုစီမှာသုံးတာကတော့ BKK Ready Made သားပဲဖြစ်ပါတယ်။ BKK Ready Made သားရဲ့မှာသူ့ရဲ့နာမည်ကဘာဘီသားလို့ခေါ်ပါတယ်။ဘာဘီသားဆိုတဲ့ပိတ်စာလေးကိုသုံးပေးထားပဲဖြစ်ပါတယ်။သူ့ရဲ့ပိတ်သားလေးကအနေတော်အသားလေးဖြစ်တဲ့ရာသီဥတုမရွေးဝတ်လို့ရတယ်။အရန်အထူကြီးလည်းမဟုတ်ပေါ့နော်။အနေတော်အသားလေးဒီဘာဘီသားလေးကဆိုရင်ခိုင်ကိုယ်တိုင်ပိတ်စာဆိုင်မှာစိတ်ကြိုက်ရွေးပြီးမှဝယ်ထားတဲ့ပိတ်သားလေးပဲဖြစ်ပါတယ်။ဒီပိတ်သားကိုဘာလို့သုံးပြရလဲဆိုရင်ပေါ့နော်။ရာသီဥတုမရွေးဝတ်လို့ရတယ်ပိတ်သားကအနေတော်အသားလေးပဲထူတဲ့ထဲလည်းမပါဘူးပါးတဲ့ထဲလည်းမပါဘူးအနေတော်ပိတ်သားလေးလည်းဖြစ်တယ်သူ့ရဲ့ပိတ်သားကအစွဲနည်းနည်းလေးပါတဲ့အတွက်ဝစ်ထားရဲဆိုရင်တက်တရှိရဲဝေးရတာပေါ့ပေါ့အပါလည်းရှိရဲအဲကြောင့်မို့ဒီပိတ်သားလေးကိုသုံးပြရပဲဖြစ်ပါတယ်ခိုင်နိုစီကဝယ်ဘူးတဲ့ customer တွေဆိုရင်သိကြရပေါ့နော်တစ်ခါဝယ်ပြီးရတယ်ထပ်ခါထပ်ဝယ်ကြတယ်အဲ့မှာ review ပေးရတဲ့ထဲမှာအပြောအများဆုံးကတော့ပိတ်သားလေးကဝေးရတာပေါ်ပါတယ်တက်ရှိရဲဆိုပြီးတော့အပြောများချပါတယ်ဒါပေမဲ့ဒီပိတ်သားလေးမှာဂရုစိုက်ရမယ့်အချက်လေးတစ်ချက်တော့ရှိပါတယ် brand standard တွေနဲ့အရင်ကြီးတိုက်လို့မရပါဘူးအဲ့လိုမျိုးတိုက်တယ်ဆိုရင်တော့သူ့ရဲ့ပိတ်သားလေးတွေကဖွာထွက်သွားပါတယ်ဖြစ်နိုင်မယ်ဆိုရင်တော့လက်နဲ့ပဲလျှော်တာပို့ပြီးတော့အဆင်ပြေပါတယ်ဒီပိတ်သားလေးကတော့အသုံးများတဲ့ပိတ်သားလေးပဲဖြစ်ပါတယ်ခိုင်နိုစီမှာဆိုရင်ယူနီဖောင်းတွေအတွက်လည်းအများကြီးမှာကြပါတယ်ဒါကြောင့်ခိုင်နိုစီမှာစိတ်ချလက်ချနဲ့ဝယ်ယူအားပေးလို့ရပါတယ်ရှင်အခုချိန်ထိယုံကြည်စွာနဲ့အားပေးကြတဲ့ customer တဝူးချင်းဒီဇိုင်းကိုကျေးဇူးတင်ပါတယ်ရှင်